face to face မှာ 1 vs 3 ဘလို့ကြမ်းပြမလဲဆိုတော့ကြည့်ထားလိုက်ဒီမှာတက်ပြစ်တာနော်1 not ရော့အဲ့နော်ရော့2 not ရော့3 not oh my god GG ပါဒီဘေးကတော့ကျွန်တော် S3 ကနေကြမ်းထားအောင်နော်ဒီကောင်းလည်းတော်ကောင်းတယ်ဒီလားဒီကောင်းလည်းပတ်ပြေးနေတာဗျာကျွန်တော်ဒီကောင်းကိုလိုက်ပြေးရတယ်အဲ့ကောင်လည်းကောင်းတယ်မစိုးနည်းနည်းတော့အထာနဲ့တယ်ကျွန်တော်သူ့ကိုလိုက်ပစ်တာဗျာဒီကောင်ကနည်းနည်းကောင်းတယ်ဆိုတော့တခါလေးရုပ်ဝင်မှတော့ချလို့မရဘူးအဲ့ကောင်ကောင်းတယ်ကောင်းတော့AC ပြနေရတယ်သူ S ထိတ်ခဲ့ဒီကောင်ကကျွန်တော် shotgun ကင်ထားတော့သူကျွန်တော်မကတ်ရဲဘူးပဲပတ်ပြေးနေကျွန်တော်လည်းဘေးရမယ်လိပ်ပြလေးနဲ့အပေါ်ပြန်မှ S ထိတ်ခဲ့လေးနဲ့ရောဒီကောင်ကျတော့1 not ပြီးတော့ကျွန်တော်တေးတန်ပြစ်နေဟေးဒီနောက်မှာလည်းလိုက်လာပြီလိုက်လာနေကျွန်တော်အိမ်နဲ့ပြန်ပြီးမှပြန်အိမ်နေကောင်အဲ့ကောင်တော့တယ်တော့မှအပါခွန်နဲ့ကြာတော့ကနေတကောင်ခင်လိုက်တယ်အဲ့ကောင်ငါ့ကိုမတွေ့ဘူးဒီဘက်ဝင်သွားတာမတွေ့တော့ငါတားလေးပစ်ပေးတယ်ဒီကောင်ကျွန်တော်တူဖုန်းနိုင်နဲ့ဒါနှစ်ကောင်လုံးအိမ်ပေးလိုက်ပါတယ်ကျွန်တော်အပေါ်ကနေအသာစီးရတာလေးဒီကောင်ကျွန်တော်ဆောင်းရင်ကောင်းတယ်နော်အိမ်ပေးတွေတော်ကောင်းတာကိုလေကျွန်တော်ဒုတိယအတက်နဲ့ပြန်ကျုံးတာကိုလည်းအကောင်နဲ့ပထမအတက်မှာကျွန်တော် short ရအဲ့ဒုတိယအတက်မှာကျွန်တော်ပြန်ကျုံးပေးဆိုးလို့လေကဲဆိုပြပေးပါကြပါ